ပုံမှန်တိုင်းပါပဲပုံမှန်တိုင်းပဲဆိုတာလည်းဟိုပေါ့အဓိကတော့သူတို့ဟိုဘယ်ပွဲပဲဖြစ်ဖြစ်အရေးကြီးတယ်ဆိုတာလေးတွေကိုအာယုံစူးစိုက်မှုအပြည့်နဲ့ဒီနေ့ကွန်းမအောင်တိုင်ဘောကွန်းမအောင်ရက်လက်ကောင်းမှုအတွက်ဒီနေ့ကွန်းမလည်းအာယုံစူးစိုက်မှုအပြည့်နဲ့လုပ်ကြဖို့ပဲစီစီရုံးလေးနဲ့လုပ်ထားပါတယ်မဟာသင်းကလည်းအသင်းညံ့တော့မဟုတ်ဘူးလေအဲ့တော့ဘာပဲဟိုအာယုံစူးစိုက်မှုအပြည့်နဲ့သူတို့ဘယ်သင်းမှ short တက်လို့မရဘူးမဟာသင်းကလည်းဘာပဲနောက်ပိုင်းမှာရက်လက်လေးကောင်းလာတဲ့အသင်းလေးဖြစ်တဲ့အတွက်ဟိုအကုန်လုံးတော့ duty function လေးပေးပြီးတော့ကို duty function အတိုင်းလေးတွေကိုလိုက်နာပြီးကြိုးစားကစားကြဖို့တော့ပြင်ဆင်ထားပါတော့။ဟောရန်ကုန်လက်တွေကိုအားပေးနေတဲ့ပြည်သက်တွေခုနှစ်အထိလာရောက်အားပေးနိုင်ဖို့လည်းဖိတ်ခေါ်ပါတယ်။ခုနှစ်အထိလာရောက်အားမပေးနိုင်ခဲ့ရင်တော့မှ TV online ကနေပြီးတော့အားပေးကြဖို့ကျွန်တော်ရန်ကုန်ပြည်သက်တွေကိုဖိတ်ကြားလိုပါခင်ဗျာ။